မင်္ဂလာပါ AKG Channel မှာကြိုဆိုပါရစေအခုတော့ဘဝအမောတွေဖြေဖို့မျက်လက်လေးတွေရက်ကူးတင်ဆက်လိုက်ပါတယ်ဒီချက်ွက်ကကျိုးဝက်ချက်ကိုလည်းဆက်လက်ပေါ်ပြလိုက်ပါတယ်။ဘယ်ဘက်လက်မှာအခုလိုကျိုးဝက်ကင်ဆောင်ထားပါတယ်။ကြိုးပုံကြိုးနည်းကြောက်ပုံပြနည်းလေးကိုအသေးစိတ်ပေါ်ပြထားပါတယ်။ဒီတောက်ကမျိုးကိုအရင်ကလည်း YouTube မှာပြသခဲ့မှုပါတယ်။မာလကာသည်ခရမ်းကျင်သည်ကြားလိမ့်မော်အစရှိသည်တို့နဲ့ပြသနိုင်ပါတယ်။နောက်ထပ်ပြောက်ွက်လေးတစ်ခုကိုလည်းယူစားပါဦးကူဘဒိုလီထဲမှာကျိုးသားနှစ်ချောင်းကိုထိုးသွင်းထားပါတယ်ကျိုးစားနှစ်စားဟာကူဘတုံတွေကနေအခုလိုဖြတ်ထွက်လာပါတယ်ဒီပြောက်ွက်စမ်းရဲ့ရှိုးဝက်ချက်ကိုလည်းဆက်လက်ပေါ်ပြလိုက်ပါပြီအမှန်တော့ကျိုးသားနှစ်စကိုအခုလိုထိုးသွင်းထားတာမဟုတ်ပဲကျိုးသားနှစ်စရဲ့အလယ်မှာအခုလိုပြုပြင်ထားပါတယ်ကျိုးသားနှစ်စရဲ့အလယ်မှာအချီကျိုးမြင့်နဲ့ကူးချီထားပြီးအခုလိုအနေအထားအတိုင်းသာကုဘတုံးတွေကိုထိုးသွင်းထားတာဖြစ်ပါတယ်ကျိုးဝက်ချက်တွေကိုတည်သွားပြီဆိုတော့သင်တို့ကိုယ်တိုင်ဒီပြောက်ွက်တွေကိုဖန်တီးပြသနိုင်ပါပြီအခုတော့ဒီများနဲ့ရန်နာလိုက်ပါတယ်ကျွန်းလန်းချမ်းမြေ့ကြပါစေ